Tio Paulo, Alvino, o senhor precisa assinar. Se o senhor não assinar, não tem como. Eu não posso assinar pelo senhor. O que eu posso fazer, eu faço. Tipo, igual o documento aqui, ó. Paulo Roberto Braga. O senhor segura forte pra caramba a cadeira aí. Ele não segurou ali a porta? Não vi. Não, A gente também não. Segura, tio. Assina pra não me dar mais dor de cabeça aqui no cartão, que não sei nada. Eu não aguento mais. Eu acho que ele não tá legal. Tio, Ele não tá bem, não. tá sentindo alguma coisa? Mas ele não diz nada. Eu acho que ele não tá bem, não. A senhora tá sozinha? Sim. Ele não tá bem, não. Ó, Mas a corzinha não tá ficando... Mas ele é assim. É. É. Ô, tio. Tio. Não tá, não. Se eu não ficar bem, eu vou te levar pro hospital. Se eu quer culpa de novo. ဝေဟင်မှာပြန်တန်းမောင်းနေတဲ့မြမလေးချောင်းကန်တာမှာအမျိုးသားတွေသာကြီးစိုးထားပေမဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြတ်တန်းရင်းရှားပါလာတဲ့အမျိုးသမီးလေရင်မှုတွေအဖြစ်လုပ်နေကြတဲ့မြမအမျိုးသမီးတွေရှိပါတယ်။ရှာရှာပပလေချောင်းလိုင်းထဲမှာလေရင်မှုအဖြစ်ဝင်ရောက်လုတ်ကင်နေကြတဲ့မြမအမျိုးသမီး9ဦးအထက်မနည်းရှိတယ်လို့သိရပေမဲ့စီးရင်စရာတွေအတိအကျမရှိတာကြောင့်ဘယ်နှဦးရှိလဲဆိုတာမသိရတာပါ။တရင်တွေအရမြန်မာနိုင်ငံပြည်တွင်းလေကြောင်းလိုင်းမှာပထမဦးဆုံးအမျိုးသမီးလေရင်မှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့သူနှစ်ဦးကတော့မနှင်းဦးဝေနဲ့မမေချိုဝင်းတို့ဖြစ်ကြပါတယ်။နောက်အမျိုးသမီးလေရင်မှုအဖြစ်ပြည်တွင်းလေကြောင်းလိုင်းမှာလောက်ကန်ခွင့်ရရှိသူတဦးကတော့မမေစိုးနိုင်ဖြစ်ပြီးတော့အခုတော့သူတို့၃ဦးစလုံးဟာ FMI Airline မှာတာဝန်ထမ်းဆောင်နေကြတယ်လို့သိရပါတယ်။နောက်ထပ်အမျိုးသမီးလေရင်မှုတွေကတော့အမျိုးသားလေကြောင်းလိုင်းကဒုလေရင်မှုမအီချောဖြူပထမဆုံးရှမ်းအမျိုးသမီးလေရင်မှုနန်းရွှင်ဤပထမဆုံးကရင်အမျိုးသမီးလေရင်မှုနော်ခူးကူဖောနဲ့မမေပြည့်စုံအောင်မတစ္ဆာဆိုသူတွေပါဝင်ကြပါတယ်အားလုံးပေါင်းလိုက်ရင်မြန်မာအမျိုးသမီးလေရင်မှု9ဦးအထိရှိနေတာတွေ့ရပြီးတော့မြန်မာဝေဟင်မှာခီးတဲ့တင်လေရင်မှုတွေအဖြစ်တာဝန်ထမ်းဆောင်နေကြတဲ့သူတွေဖြစ်ပါတယ်ပြင်ဦးလွင်မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနကမြို့နယ်မှုဟာလက်အောက်ခံဝန်ထမ်းတွေရဲ့အကျိုးခံစားခွင့်ကိုမပေးဘဲကိုကျိုးအတွက်အသုံးချနေပါတယ်။လက်အောက်ခံဝန်ထမ်းတွေရဲ့ရပိုင်ခွင့်ကိုကိုကျိုးယူနေပြီးအမှားတစုံတစ်ခုဖြစ်ပွားလာရင်တာဝန်မခံဘဲအောက်ခြေကိုအပြစ်တင်ပြီးကိုကိစ္စကိုရှင်းဆိုပြီးလွဲချနေတာပါ။လက်အောက်ခံဝန်ထမ်းတွေခံစားခွင့်ရှိတဲ့ကွင်းစင်စရိတ်တွေကိုမပေးဘဲအိတ်ထဲထည့်နေပြီးအလုပ်မပြီးရင်လည်းအစိုးရရုံးပေးရက်တွေအထိအလုပ်ဆင်းခိုင်းနေပြီးမြို့နယ်မှုကတော့မဆင်းပါဘူး။ကျေးလက်ဖွံ့ဖြိုးရေးရုံးမြို့နယ်မှုဟာသူ့အကျိုးစီးပွားရှိမှဖုံးဆက်အကြောင်းကြားတတ်တယ်လို့အောက်ခြေဝန်ထမ်းတွေကိုစရိတ်ကိုစားပြီးအချိန်ပိုဆင်းနေကြရတယ်လို့ဆိုပါတယ်။ကိုဌာနနဲ့မဆိုင်တဲ့အလုပ်တွေမှာလည်းစေခိုင်းလေးရှိပြီးဖြစ်လာတဲ့ကိစ္စတွေမှာလည်းအောက်ခြေဝန်ထမ်းတွေသာတာဝန်ယူဖြေရှင်းရမယ်ဆိုပြီးဖိနှိပ်ဆက်ဆံမှုတွေရှိနေတာပါ။ရုံးချုပ်ကနေကွင်းစင်စရိတ်တွေထုတ်ပေးဖို့ပြောပေမဲ့မြို့နယ်မှုဆိုသူကမထုတ်ပေးဘဲ၎င်းအိတ်ထဲထည့်နေပြီးပြဿနာဖြစ်ရင်တာဝန်မယူဘဲအောက်ခြေကိုခံဝင်ထိုးခိုင်းတာပါ။ဌာနအမိကကျေးလက်ဖွံ့ဖြိုးရေးအမိခံထားပေမဲ့၎င်းတို့အိတ်ထဲသာတိုးတက်နေပြီးဒေတာခန်တွေနဲ့အောက်ခြေဝန်ထမ်းအများစုဟာအကျိုးမခံစားရတဲ့အပြင်ခွဲခြားမှုတွေရှိနေပါတယ်။အောက်ခြေဝန်ထမ်းတွေရဲ့ရပိုင်ခွင့်ကိုအိတ်ထဲထည့်နေတာကတော့ဆိုးဝါးလွန်းတဲ့လုပ်ရက်ဖြစ်ပါတယ်။